เจ้าป่าเนี่ยนึ่งสิกูရှိတယ်โพตันရဲ့အတန်ကအရင်ကလို့ယင်သီးမနေပဲအလွန်နူးညံ့နေတာကြောင့်နှင်းစီတယောက်အံ့ဩသွားရပါတယ်ဖိုးတန်ဟာသူ့ရဲ့ပစိုးကိုခတ်တက်ဆုပ်ဖြတ်ပြီးနှင်းစီရဲ့ရောင်နေတဲ့ချီးမဲ့စီးလေးကိုတေချာစီးနှောင်ပေးလိုက်တယ်ရွာတဲ့အထိလမ်းလျှောက်လို့ဖြစ်မှာမဟုတ်ဘူးကိုပွေ့ခေါ်သွားမယ်ဟုတ်မဖြစ်ပါဘူးဖိုးတန်အဖေသိရင်စိတ်ဆိုးလိမ့်မယ်လို့နှင်းစီကတုံတုံရင်ရင်ငင်းပေမဲ့ဖိုးတန်ကတော့ဂယုမဆိုင်အားပါဘူးသူရေးသမီးလေးနားကျင်နေတာကိုပဲသူမြင်နေတာပါသူကနှင်းစီကိုပွေ့ချီပြီးရွာလဲကိုခက်တီတီပဲရှောက်လာခဲ့ပါတယ်ရွာလန်းတစ်လျှောက်မြင်သမျှလူတိုင်းပတ်ဆက်အဟောင်းတာဖိကုန်ကြတယ်ရွာလူမိုက်ကသူကြီးသမီးကိုပွေ့ချီလာလေဆိုတဲ့တဲ့င်းကလေတဲ့တောင်မြန်ပါသေးတယ်သူကြီးအိမ်ရှိရောက်တော့သူကြီးဥပ္ပကျော်ကတုတ်တချောင်းနဲ့ဆင်းလာပါတယ်မျက်နှာကတော့ဒေါသကြောင့်หนีမြဲနေတာပေါ့ဟေ့ကောင်ဖိုးတန်ငါသမီးကိုအခုချက်ချင်းချလိုက်စမ်းမင်းဘာလုပ်တာလဲဖိုးတန်ကအေးအေးဆေးဆေးပဲနှင်းစီကိုအိမ်ပေါ်ကခုတင်ပေါ်မှာချပေးလိုက်ပြီးမှသူကြီးပဲလေ့ကြည့်ပါတယ်သူကြီးမင်းသမီးတို့ချော်လဲလို့ကျွန်တော်ကူညီတာပါတခြားဘာစနတ်မှမရှိပါဘူးလို့ပြောပြီးဖိုးတန်ကလှည့်ထွက်သွားပါတယ်ဒါပေမဲ့သူကြီးကတော့မကြည်နပ်ပါဘူးနင့်ကိုငါဘယ်နှခါပြောရမလဲနှင်းစီအဲ့ဒီလိုအောက်တန်းစားတွေနဲ့မပတ်သက်ပါနဲ့ဆိုတာလို့အိမ်ထဲမှာစူဘူတန်းတွေထွက်လာပါတော့တယ်ထိုညကဖိုးတန်တယောက်ညောင်ပင်အောက်မှာတယောက်ထဲထိုင်ရင်းနှင်းစီသမီးလေးရဲ့ကိုတင်းနံလေးကိုတတိယမိနေပါတယ်တစ်ဖက်မှာလဲသူကြီးကဖိုးတန်ကိုရွာကနေမောင်းထုတ်ဖို့အကြံစီနေပါပြီဖိုးတန်နဲ့လားအဲ့ဒီလူမိုက်ကသမီးကိုထိရဲတယ်ပေါ့လေသူကျေးဇူးမယူသင့်ဘူးအဖေသူကူညီခဲ့တာပါအဖေရဲ့သမီးတိတ်ခါသူဖြက်စီးတယ်သူစေတနာကဖြူစင်ပါတယ်နင်းနဲ့သူဘရောမှမအဆက်ဘူးသူ့ကိုခွင့်လို့ပေးပါအဖေအမိန်ပေးတယ်နင်သူ့ကိုမေ့လိုက်သမီးရင်ထဲမှာမမေ့နိုင်